အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကအာလူကြောင့်ကျွတ်ရွရွမွမွေးလေးကိုစိုင်ကိုသွားစားစရာမလိုဘဲနဲ့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်ကပြောပြပေးပါမယ်အခုကျွန်တော်စားပြနေတယ်လို့ပဲအာလူကြောင့်လေးကကျွတ်ရွရွလေးနဲ့အရန်ကူမှာအနံ့လေးကလည်းမွေးစေပါတယ်စီတန်တန်လေးနဲ့ကြော်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ယုံကြည်စွာနဲ့စားသုံးလို့ရတယ်အိမ်မှာအလွယ်တကူကိုယ်တိုင်လှုပ်ရှားရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စိတ်ချလက်ချနဲ့ကြမ်းမှန်တဲ့မျိုးကစားလို့ရတယ်ဒီလိုအာလူကြောင့်ကျွတ်ရွရွမွေးလေးကိုရဖို့အတွက်ဆိုရင်ကြုံပြီးစိတ်ဝက်ချက်လေးတွေရှိပါတယ်ဒီစိတ်ဝက်ချက်လေးတွေကိုကျွန်တော်ကအသေးစိတ်ချက်လေးတော့မှမလို့စိတ်ဝင်စားတယ်ဆိုရင်အသေးစိတ်အဆုံးထိကြည့်ပေးကြပါလို့ကျွန်တော်မိတ္တရခံပါတယ်ပထမဆုံးအနေနဲ့အာလူခက်ကြီးကြီးတုံးလုံးကိုကျွန်တော်တို့အခုပြောပြီးတော့ရင်းနဲ့တန့်စင်အောင်ဆေးပေးထားပါမယ်။ဘာကြောင့်အာလူခက်ကြီးကြီးတုံးလုံးကိုတုံးတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အာလူပိုးတွေလို့တို့မျိုးပုံစံလှလှလေးဖော်မှာဖြစ်တဲ့အတွက်ကြောင့်အာလူလုံးကြီးကိုတုံးတာပါ။ဒီနေရာမှာကိုကအာလူလုံးသေးပဲတုံးမယ်ပုံစံမဖော်တော့ဘူးကျွတ်ရွလေးနဲ့မှုနေရပြီဆိုရင်တော့အာလူကိုကြိုက်တဲ့အနေထားနဲ့ကျွန်တော်တို့ကြော်နိုင်ပါတယ်။ဒီနေရာမှာတော့ကျွန်တော်ကအာလူခက်ကြီးကြီးကိုအခုကျွန်တော်ပြထားသလိုမျိုးနဲ့ဒီစောင်းလေးတွေလိဖြတ်ပေးရပါမယ်ဒီစောင်းလေးတွေလိဖြတ်ဖို့အတွက်ဆိုလို့ရှိရင်တော့တူစုံကတော့မရှိမဖြစ်လိုအပ်ပါတယ်ဒီတူကိုကျွန်တော်တို့အောက်ချိန်မှာခံပြီးလိမှတာလေအာလူပိုးဒီပုံစံမျိုးတွေပုံစံလှလှလေးထွက်လာမှာပါရှေ့မှာပြထားတဲ့အာလူကြော်လေးကိုကျွတ်ရွလေးဖြစ်နေဖို့အတွက်အဓိကအရေးကြီးဆုံးချက်ကတော့ရေခဲရေစိမ်းလေးဖြစ်ပါတယ်ရေခဲရေကိုကျွန်တော်တို့3မိနစ်ခန့်လောက်စိတ်ပေးထားပါမယ်ပြီးရင်ရေစစ်ပြီးသွားရင်တော့အဲ့ဒီခုထဲမှာပြောင်းကုန်မှုရဲ့ခုနကလိထားတဲ့အာလူတွေကိုလုံးဝတမသွားအောင်ကျွန်တော်တို့လှုပ်ခါပေးရပါမယ်ဒါပြီးရင်တော့ကျွန်တော်တို့စပြီးတော့ကြော်လို့ရပါပြီစီကိုလည်းကျွန်တော်တို့ကမများလေးထည့်ပြီးတော့စီပူချိန်180ဒီဂရီခန့်လောက်ရောက်တဲ့အထိကျွန်တော်တို့အပူပေးထားပါမယ်ပြီးရင်ခုနကအာလူလေးတွေကိုစီထဲမှာထည့်ကြော်ပါရွှေရောင်တန်းလာတဲ့အထိကျွန်တော်တို့ကြော်ပြရမှာဖြစ်ပါတယ်ခုလိုမျိုးအာလူကြောင်းလေးတွေကကျွတ်ရွလေးနဲ့ရွှေရောင်တန်းလာပြီဆိုရင်တော့စားဖို့အသင့်ပါပဲခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတဲ့လို့အဆုံးထိကြည့်ရှုပေးကြတဲ့တူတယောက်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုပုံစံမျိုးလေးတွေထပ်ပြီးတော့ရိုက်ပြပေးရမလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါကြက်ကြော်နဲ့ပတ်သက်လို့ကြော်နီးစနစ်တကျကိုသိချင်တာလားကော်ဖီဖြော်နီးတွေကိုသိချင်တာလားဘယ်လိုပုံစံမျိုးလေးတွေကိုသိချင်လဲအချက်ပြုတ်နဲ့ဆိုင်တဲ့အခုလိုမျိုးအရာတွေကိုသိချင်လဲကျွန်တော်ကိုကွန်မန့်မှာရေးပေးခြင်းဖြင့်ကူညီပေးပါပြီးရင်ကျွန်တော်ရဲ့YouTube channel လေးကိုလည်း subscribe လုပ်ပေးခြင်းဖြင့်ကူညီပေးပါလို့ကျွန်တော်ကတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအစီအပြေအောင်မြင်သားရချမ်းသာတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေ